Starlight 2D ၏ဝေပေးဖြင့်ငွေထုတ်နည်းလေးကိုအသေးစိတ်ရှင်းပြပေးလိုက်ပါရရှင်။ပထမဆုံးအနေဖြင့် application ထဲသို့ဝင်ပြီးအောက်ဆုံးရှိကျွန်ုပ်နေရာအားနှိပ်ပါ။ထို့နောက်ငွေထုတ်နေရာကိုနှိပ်ပါ။ငွေထုတ်ကိုနှိပ်ပြီးပါကငွေသားထုတ်ယူရန်အတွက်ဘဏ်ကတ်ထည့်ပါနေရာအားနှိပ်ပါ။ထို့နောက်ငွေထုတ်ရန်သတိပြုရမည့်အချက်များကိုသေချာစွာဖတ်ပြီး OK အားနှိပ်ပါ။ထို့နောက်လူကြီးမင်းအကောက်ဖွင့်ထားသောဖုန်းသို့မဟုတ် email သို့ OTP ကုတ်6လုံးရောက်ရှိလာပါလိမ့်မယ်။ထိုကနန်း6လုံးအား OTP ကုတ်နေရာတွင်ထည့်ပါ။ထို့နောက်ငွေလက်ခံမိဝေပေးနာမည်အားမှန်ကန်စွာဖြည့်ပါ။ပြီးနောက်ငွေလက်ခံမိဝေပေးဖုန်းနံပါတ်အားမှန်ကန်စွာဖြည့်ပါ။ထပ်မံ၍လူကြီးမင်းဝေပေးနံပါတ်အားအတည်ပြုပေးပါ။ထို့နောက်လူကြီးမင်း၏ဝေပေးကြူအားပုံအားထည့်ပြီးနောက်တင်ပြပါကိုနှိပ်ပါ။ငွေထုတ်ယူတဲ့အခါမြည်သူမှန်းသိစေရန်အတွက်လုံခြုံရေးကုတ်6လုံးကိုမှန်ကန်စွာရိုက်ထည့်ပါ။လုံခြုံရေးကုတ်ကိုထပ်မံအတည်ပြုပြီးပါကလူကြီးမင်း Starlight 2D application နဲ့ငွေထုတ်ရန်အကောင့်ချိတ်ဆက်ခြင်းအောင်မြင်ပါပြီရှင်။ထို့နောက်ငွေထုတ်ပမာဏတွင်မိမိထုတ်လိုသောပမာဏအားရိုက်ထည့်ပါ။ငွေထုတ်သေးချပါကသေချာအားနှိပ်ပါ။ထို့နောက်လုံခြုံရေးကုတ်6လုံးအားမှန်ကန်စွာရိုက်ထည့်ပါ။ဒါဆိုရင်တော့လူကြီးမင်း Starlight 2D မှဝေပေးဖြင့်ငွေထုတ်ခြင်းအောင်မြင်ပါပြီရှင်။